Jesus lo tata jang 35th anniversary Thanksgiving မှာဘုရားသခင်ပို့ဆောင်ပေးတဲ့အတွက်ကြောင့် Jesus တော်ချီးမွမ်းတယ်လို့ကျွန်တော်ကိုခေါ်ဖိတ်တဲ့ဆရာများကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ရှေးဦးစွာကျွန်တော်ကဒီဘက်ကကျွန်တော်ရဲ့အကြောင်းရဲ့နောက်ဆုံးအဓိက class ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမနက်ဒီနေ့ပေါ့နော်ကျွန်တော်မနှော်ကျွန်တော်ပြောခန့်လိုက်တယ်ဆရာကိုပြောပေးပါကျေးဇူးပြု၍မလာဖြစ်ဘူးဆိုတဲ့အကြောင်းပြောတော့ဆရာဦးစောမင်းကပြောတယ်မနှော်ပြောဖြစ်အောင်ပြောလိုက်ဒီစကားဆရာအရန်စိတ်ဆိုးတယ်လို့ပြောလိုက်ကျွန်တော်လည်းမငင်းဆိုင်ရတော့ပြေးလာခဲ့တယ်ကျွန်တော်ဆရာစိတ်ဆိုးလို့တော့မရဘူးကျွန်တော်ကအခုကျွန်တော် ministry ကျေးဇူးတော်ကြောင့်တကမ္ဘာလုံးမှာအသင်းတော်30နီးပါး Europe North America Japan ဒီမြန်မာပြည်မှာ30နီးပါးဖခင်မဆာချင်းကြောင့်ဖြစ်လာတဲ့ပုံမှာကျွန်တော်ဘာပဲတုံ့တင်လဲဆိုတော့ submission ဟုတ်တယ်ခရစ်တော်ကို submit လုပ်ရမယ်ဇနီးတဲ့ခင်မွန်းတဲ့ကို submit လုပ်ရမယ်ဒါပေမဲ့ကျွန်တော်တို့ဝိညာဉ်ရေးရမှာကိုယ်ပြုစုပြောထောင်ပေးတဲ့ခေါင်းဆောင်တွေကို submit လုပ်တတ်ဖို့အရင်ရေးကြီးတယ်ဆိုတော့ကျွန်တော်သင်ပေးတဲ့အချိန်ကာလဖြစ်တယ်ကျွန်တော် ministry ထဲမှာပင်လေကျွန်တော်ကို submit လုပ်တဲ့သူနဲ့မလုပ်တဲ့သူကဖျားသုံးတော့တာအရန်กว่าတယ်ဒါဆရာကျွန်တော်ဆိုရင်လည်းပဲအခုကျွန်တော်ဘာသာဖျားသခင်ကျွန်တော်ဘလောက်ပဲကောင်းကြီးပေးဘလောက်ပဲချီးမြှောက်ကျွန်တော်ဆရာတွေကိုမယုံမသိကျွန်တော်မလုပ်ရဘူးဟောဆရာတို့စိတ်ဆိုးမှကျွန်တော်အရန်ကြောက်တယ်တခုဆိုအရန်ကြောက်တယ်ဒါကြောင့်ကျွန်တော်အလုံးများတာသူတို့အတိဆုံးဖြစ်တယ်အမေရောက်အောင်လာမယ်ကွာဆိုတော့မှကျွန်တော်နောက်ဆုံး flight နဲ့ကျွန်တော်မနေ့ညရောက်တယ်ဒီမနေ့9 နာရီကျွန်တော်ပြန်ထလာတယ်ကျွန်တော်ဒီနေ့ထိချစ်ပြီးတော့မှဆွဲခေါ်ပေးတဲ့ဆရာတွေကိုဒီနေရာနေကျွန်တော်အရန်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောပြစေအဆုံးထိတိုင်အောင်ဆရာတို့ရဲ့တပည့်သားတယောက်အနေနဲ့ submit လုပ်သွားမယ်ဆိုတဲ့အကြောင်းလည်းဒီနေရာနဲ့ကျွန်တော်ပြောချင်ပါတယ်ဒီမှာရှိတဲ့အမှုတော်ဆောင်တွေအားလုံးလည်းကျွန်တော်ပြောပြချင်တယ်ကိုယ့်ကိုဆွဲခေါ်ခဲ့တဲ့အမှုတော်ဆောင်တွေကိုဘယ်တော့မှကလန်ကဆန်မလုပ်ပြပါစေနဲ့ဘယ်တော့မှပြန်ပြီးတော့မှagainst မလုပ်မိပါစေနဲ့ကျွန်တော်အတွက်တော့ကျွန်တော်အခု ministry လုပ်တဲ့အခါမှာသင်ယူခဲ့ရသလောက်ပြောမယ်ဆိုရင်ဖခင်အသုံးပြုလို့မရဘူးနော်ဘလောက်ပဲသူ့မှာ gift ဘလောက်ပဲရှိသူ့မှာဘလောက်စုကျေးဇူးပဲရှိနောက်ဆုံးတော့ဘုရားသခင်သုံးလို့မရတဲ့အတ္တတာဖြစ်သွားတယ်ကျွန်တော်ကျမ်းစာလေးတစ်ပိုက်ကိုဒီအကြောင်းပြောဖို့တော့မဟုတ်ပါဘူးဒါပေမဲ့လည်းပဲလမ်းကြုံရင်းနဲ့ကျွန်တော်ပြောပြချင်တယ်ဒီမှာလည်းအမှုတော်ဆောင်တွေအသင်းတော်တည်အမှုတော်ဆောင်တွေရှိတဲ့အတွက်ကြောင့်တစ္ဆာနဲ့လှုပ်ဆောင်ပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်ဆိုရင်1995ခုနှစ်မှာကျွန်တော် MCA ကိုစရောက်ပါတယ် MCFI ပေါ့အဲ့တုန်းက MCA မဟုတ်သေးဘူး MCFI တို့အကမိုင်းမှာလုပ်တယ်ဒါပေမဲ့1998ခုနှစ်မှာဆရာဒေါမနစ်ကဩစတြေးလျထွက်သွားတဲ့အခါမှာကျွန်တော် praise and worship လုပ်ဖို့ရန်အတွက်ယုံကြည်နဲ့တကယ်တော့ကျွန်တော်ဘာမှ worship ဆိုတာလည်းနားမလဲဘူး praise ဆိုတာလည်းနားမလဲဘူးဒါပေမဲ့ယုံကြည်ပြီးတော့အနံပေးခဲ့တယ်ညီလေးလှုပ်ဆိုပြီးတော့စက္ကဆူတောင်းပေးခဲ့တယ်အဲ့ဒီနေ့စပြီးတော့ကျွန်တော် worship လုပ်တယ်ဆရာတို့ကလည်းကျွန်တော်ယုံကြည်နဲ့ဆရာဦးစောမင်းဆရာတူးကြတော့ယုံကြည်နဲ့ကျွန်တော်ကိုနေရာပေးခဲ့တယ်ကျွန်တော်ပြန်စဉ်းစားတော့အဲ့ဒီချိန်မှာကျွန်တော်ယုံရလောက်အောင်လဲဟလာကျွန်တော်နှစ်ချင်း background လာတဲ့အတွက်ကြောင့် praise and worship ဆိုတာနားလည်းမလဲပါဘူးဒါပေမဲ့ခေါင်းဆောင်တွေကယုံကြည်ပြီးတော့အနံ့တဲ့အရာတစ်ခုကိုသင်တို့ serious ထားပြီးတော့လှုပ်ဆောင်တတ်ဖို့အရင်ရေးကြည့်တယ်ဆိုတော့ကျွန်တော်နားလည်ခဲ့ရတယ်
ကိုမလုံနိုင်တာထားသူတို့ယုံကြည်လို့အနံ့လိုက်တဲ့အရာတစ်ခုကိုတင် serious ထားပြီးလှုပ်ဆောင်မယ်ဆိုတော့ဘုရားသခင်ကအများကြီးချီးမြှောက်အသုံးပြုလို့ရတယ်ပြီးတော့မှနောက်တစ်ခုကကိုဆွဲတင်ပြီးတော့မှနေရာတနေရာပေးခဲ့တယ်ဆရာဒေါမနစ်ဆိုရင်ကျွန်တော်အများကြီးဆွဲခေါ်ခဲ့တဲ့ကျွန်တော်ရဲ့ဆရာကျွန်တော်အကိုကြီးဆိုလည်းမမှားဘူးပြီးတော့မှအများကြီးပေါ့ကျွန်တော်ဆွဲခေါ်ခဲ့တယ်ဖျားကျွန်တော်တက်တာအများကြီးသူ့အဖြစ်လဲကောင်းချီးပေးခဲ့တာအများကြီးရှိတယ်ဥပမာကျွန်တော်ကနေပြီးတော့မှဘတ်စကားကမရှိဘဲနဲ့ကျွန်တော် Friday home set သွားတယ်အပြန်မှာသူကညီလေးဖျားဖော်ပြလဲဆိုဘတ်တရားလာပေးတယ်အဲ့တော့ဘတ်တရားဆိုကျွန်တော်တော်တော်လေးအခုဘတ်တရားနဲ့မတူပါဘူးတော်တော်လေး3လောက်တဲ့ဟာလေးတွေပေးခဲ့တာတွေကစကျွန်တော်ကိုမှတ်ထားတယ်ဆရာတော့မေ့သွားလောက်ပြီဒါပေမဲ့ကျွန်တော်မမေ့ပါဘူးအဲ့ဒီချိန်မှစပေါ့ဆရာဇော်မင်းတို့ဆရာဥတုကြာတို့ယုံကြည်ခြင်းနဲ့ကျွန်တော်အနံ့လိုက်တဲ့အရာပေါ်မှာဘယ်တော့မှကိုယ့်ရဲ့ဝိညာဉ်ခေါင်းဆောင်များကို against မလုပ်ဖို့ကျွန်တော်ဒီနေရာနဲ့အခုဒီမှာလည်းပဲအမှုတော်ဆောင်တွေအများကြီးရှိမယ်တင်တို့ကိုယုံကြည်ခြင်းနဲ့အနံ့ထားပြီးအသင်းတော်တွေလှုပ်တဲ့အပေါ်မှာတစ္ဆာနဲ့လှုပ်ဆောင်သွားပါလို့ဒီနေရာနဲ့ကျွန်တော်ပြောချင်တယ်အဲ့ဒီမျိုးကအရန်အရေးကြီးတယ်ဆိုတာကျွန်တော်ကတော့အခုကျွန်တော်ရဲ့ ministry မှာတော့ကျွန်တော်ဖခင်ဖြစ်လာပြီဖခင်ဖြစ်လာတဲ့အခါမှာကျွန်တော်သားသမီးတွေကျွန်တော်အဲ့တိုင်းပဲပြန်တင်တယ်ဆိုတော့ကျွန်တော်ဂျပန်နိုင်ငံအကြောင်းလေးတက်တည်ခံလို့မှကျွန်တော်ဒီနေ့ဟောမယ်တရားကိုကျွန်တော်ဟောသွားမယ်ကျွန်တော်အင်္ဂလိပ်ဒီထဲမှာလည်းပဲဘုရားသခင်အသုံးပြုလိုက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နိုင်လုံးဝမကြော်ပါဘူးစိတ်ချပါသူတို့လည်းနိုင်ကြော်ခွင့်လည်းမပေးပါဘူးသူတို့ကအနီးနဲ့အရှိမတရားဟောတိုင်းအရှိမအနီးနဲ့နာဆိုတော့လောက်တယ်ဆိုတော့ကျွန်တော်လုံးဝတရားဟောတာကိုအချိန်အတိအကျကျွန်တော်လုပ်သွားမှာဖြစ်တယ်အတိအကျကျွန်တော်လုပ်မှာဖြစ်တယ်ဘာကြောင့်ဆိုအချိန်ရလည်းတကယ်အရေးကြီးပါတယ်ကျွန်တော်အခုက business law ကလည်းဆရာသင်ကြားတယ်ကျွန်တော်သင်ကြားပေးတယ်ပြီးတော့မှspiritual ဘိုင်းလည်းကျွန်တော်ကနှစ်ခုကျွန်တော်အများအားလုပ်တယ် spiritually alive intellectually alert အဲ့ဒါကိုကျွန်တော်သင်တယ်ဘာကြောင့်လဲဆိုတော့ယုံကြည်သူတွေရဲ့အသက်တာမှာငွေကြေးနဲ့ဆိုင်တဲ့ breakthrough ရရှိဖို့အတွက်ကျွန်တော်2026မှာကျွန်တော်ကယူပါအောင်ထားပြီးလှုပ်ဆောင်နေတဲ့သူဖြစ်တယ်အများကြီးကျွန်တော်စီလာတဲ့ခါမှာဆုံးရှုံးမှုတွေအများကြီးကြုံတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ပြောပြချင်တယ်အဲ့ဒီ breakthrough နဲ့ပတ်သက်ပြီးတော့မှ submission ဆိုတာလည်းအများကြီးအရေးကြီးတယ်ဆိုတာကျွန်တော်ပြောပြချင်တယ်ကိုယ့်ရဲ့ဝိညာဉ်ခေါင်းဆောင်တွေပေါ်မှာကိုယ့်ရဲ့ဝိညာဉ်ဖခင်တွေပေါ်မှာကိုယ့်ပေါ်ကောင်းချင်မှကောင်းလိမ့်မယ်ကောင်းချင်ကောင်းမယ်မကောင်းချင်မကောင်းအဲ့ဒါအရေးမကြီးဘူးကိုကအဆုံးထိဝန်ခံတတ်ဖို့အရေးကြီးတယ်ကျွန်တော်ဒီကိုလာတာမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးအကြောင်းကိုကျွန်တော်ဟောမှာဖြစ်တယ်ဒါမဲ့အခုကဘုရားသခင်အရန်နှိုးဆော်လို့ဒီပိုင်းလေးကျွန်တော်ပြောရတာဖြစ်တယ်ဘာလို့ကျွန်တော်အဲ့ဒါကိုပြောရလဲဆိုတော့ကျွန်တော်ကိုယ်တိုင် submission သင်တဲ့အတွက်ကြောင့်တကယ်တော့ကျွန်တော်လုံးဝမအားတဲ့အပြင်ဒီနေ့မနက်မှာကျွန်တော်က business နဲ့ပတ်သက်တဲ့ important တခုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါမဲ့ကျွန်တော်ဗာပြောချင်တာဆိုကျွန်တော်ဆရာတွေကလာလို့ပြောတဲ့အရာကိုကျွန်တော်မငြင်းရဲဘူးအဲ့ဒါ submission ဖြစ်တယ်ကျွန်တော်ဘာသာအများကြီးရှိတယ်ဒီနေ့မနက်ကျွန်တော်လုပ်ရမှာဟာဒါမဲ့အဲ့ဒါကိုကျွန်တော်ဖြတ်တယ်ကျွန်တော်ဆရာရဲ့စကားကိုနားထောင်တယ်ဘာပြောချင်တာလဲဆိုတော့ submission ကငွေကြေးထပ်ပို့ပြီးတော့မှအရေးကြီးတယ်ဆိုတာကိုကျွန်တော်ဒီနေ့လဲကိုယ်တိုင်လဲသင်ယူတယ်ကိုယ်တိုင်လဲသူများကိုပြန်ပြီးတော့မှတွင်တင်မှုအကြောင်းဖြစ်စေတယ်ဆရာဇော်မင်းကလာလို့ပြောတဲ့အချိန်မှာကျွန်တော်ညင်းလိုက်သေးတယ်ဒါမဲ့ဆရာပြောတယ်တဲ့ငါစိတ်ဆိုးတယ်လို့ပြောလိုက်ဆိုတဲ့စကားကြားတဲ့အခါမှာကျွန်တော်ချက်ချင်းရောက်အောင်ပြေးလိုက်တယ်မတ်နော်လိန်လက်မှတ်ဝဲချက်ချင်းသွားမယ်ဆိုတော့ကျွန်တော်ရောက်လာတာဖြစ်တယ်ဆိုတော့ကျွန်တော်ဗာသင်ပေးခြင်းလဲဆိုတော့ဘလောက်ပဲတင့်ကိုဖျားချီးမြှောက်ပါစေနှုတ်ကပတ်တော်နဲ့အညီတင်အသက်ရှင်အချိန်တိုင်းဖျားချီးမြှောက်တယ်ကျွန်တော်ပြန်ပြောမယ်တေချာနားထောင်ပေးနှုတ်ကပတ်တော်နဲ့အညီတင်အသက်ရှင်လာရင်နှုတ်ကပတ်တော်နဲ့ညီဆိုတာကယေရှုတော်ကိုတကယ်နားလေသွားပြီးအသက်ရှင်ဒီလိုကျွန်တော်သုံးရှင်တယ်ကောလောသဲအခန်းကြီး1ငယ်9မှာ
မကြည့်လဲရပါတယ်ကြည့်လဲရပါတယ်ကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထိုသို့အတော်အကျိုးရှိတယ်လို့ကျမ်းစာပြောတာဖျားခင်ကျေးဇူးတော်ကိုအောက်ပိုင်းလေးမှာဖျားခင်ကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထိုသို့သောအကျိုးရှိတယ်တဲ့ Colossians chapter 1 verse 6မှာအဲ့ဒီအင်္ဂလိပ်လိုကြတော့6မှာဖြစ်သွားပြီ9မှာမဟုတ်တော့ဆိုတော့ဒါနော်အဲ့မှာကြတော့ and knew the grace of God in truth so ဒီမှာကြတော့သိချင်းလို့ပြောထားတယ်ယေရှုတော်ကိုကောင်းကောင်းသဘောပေါက်နားလည်သွားတဲ့နေ့ကနေစပြီးတော့မှတင်ရမယ့်မင်္ဂလာအရင်ကြီးလွန်းတယ်တဲ့ဆိုတော့တင်ဒီကျွန်တော်ရဲ့ life မှာကျွန်တော်ယေရှုတော်ကိုသဘောပေါက်နားလည်သွားတဲ့နေ့ကနေစပြီးတော့မှကျွန်တော်ရဲ့ life ကအရင်ကောင်းကြီးခံစားရတယ်အယံကောင်းကြီးခံစားရတယ်ငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးဝိညာဉ်ရေးနဲ့ဆိုင်တဲ့ကောင်းကြီး divine connection နဲ့ဆိုင်တဲ့ကောင်းကြီးအများကြီးကျွန်တော်ခံစားရတယ်အဲ့လိုကောင်းကြီးခံစားလာတာနဲ့အမြဘာဖြစ်လာတတ်လဲဆိုရင်သင်ဘဝမိနိုင်လောက်တဲ့အထိဖခင်ကောင်းကြီးပေးတတ်တယ်မမေ့နဲ့ခါလေးပြောပြစေသင်ဘဝမေ့သွားလောက်တဲ့အထိသင်ရဲ့ဟာလာဟို humble beginning ပေါ့သင်ရဲ့ဒီတင်းရဲ့ဟိုဘယ်လိုခေါ်မလဲငယ်တုန်းကဟလာတင်းကြော်ဖြတ်ခဲ့ရတဲ့ဘဝလေးကိုတင်းမေ့သွားပြီးတော့မှအဲ့ဒီအထိဖခင်ကောင်းကြီးပေးတယ်တင်းဒါပေမဲ့အဲ့ဒီချိန်မှာတင်းသဘောပေါက်မှာက submission ကိုတေချာလုပ်ဖို့ရည်ကြည်တယ်ဘယ်သူ့ကို submit လုပ်မဆိုကိုစကားတစ်လုံးနဲ့ပဲဖြစ်ဖြစ်ကိုရဲ့အသက်တာကိုယုံကြည်စိတ်ချပြီးတော့မှပလင်ပေါ်ကိုတွန်းတင်ပေးခဲ့တဲ့သူတွေကိုရဲ့ဝိညာဉ်ခေါင်းဆောင်တွေကိုရဲ့ဝိညာဉ်ဖခင်တွေကိုဘယ်တော့မှနှုတ်နဲ့တောင်မှစိတ်နဲ့တောင်မှမပြစ်မှားပါနဲ့လို့ကျွန်တော်ဒီနေရာကနေလမ်းကြုံတုံးကျွန်တော်ပြောပြချင်တယ်အခုဆရာဦးစောမင်းတို့ဆရာဦးတုကြတို့ဆရာဒေါမနစ်တို့ကျွန်တော်စုလဲကျွန်တော်ခံဖို့အစဉ်သင့်မှာဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုဆွဲတင်ပေးခဲ့တဲ့ကျွန်တော်ဝိညာဉ်ခေါင်းဆောင်တွေဖြစ်လို့ထိုးသမကကိုဒီခေါင်းဆောင်တွေကလည်းအာနာနဲ့လှုပ်တဲ့ခေါင်းဆောင်တွေမဟုတ်ပဲဥပမာကျွန်တော်ကရှင်းပြောရင်ဆရာတို့အတွက်ကလေးပါပဲကျွန်တော်ဖတ်တာကျွန်တော် ministry မှာကျွန်တော်ဖတ်တာဖခင်ဘယ်လောက်ပဲဖြစ်ကျွန်တော်တို့အတွက်ကလေးပဲဒါပေမဲ့အမြဲတမ်းကျွန်တော်ကိုနေရာပေးတတ်တဲ့အကျင့်ရှိတယ်ဒီဆရာကြီးတွေအတင်းတော်မှာလာတယ်ကျွန်တော်တရားဟောခိုင်းတယ်ဟို MCA မှာအခုလေဒီ35နှစ်မြောက်တဲ့အချိန်မှာပြန်ပြီးတော့မှကျွန်တော်ဒီလိုနေရာပေးတယ်ကျွန်တော် honor လုပ်ပါတယ်ဒီကနေ honor လုပ်တယ်လို့ပြောတာထက်ကျွန်တော် generation တွေအားလုံးကျွန်တော်သင်ပေးခြင်းတယ်ဗဇတ်နဲ့ honor မလုပ်ပါနဲ့ပေးကမ်းခြင်းနဲ့ honor လုပ်ပါသင်တို့ကြွယ်ဝဖို့ကျွန်တော်မြတ်တန်နဲ့ပြောဆရာဒေးဗစ်လာကတတိဘလို့ချမ်းသာလဲမသိဘလို့အောင်မြင်လဲမသိဘူးရှောက်မပြောနဲ့ကျွန်တော်မျိုးစေ့စိုက်တာဘယ်သူမှမသိဘူးစိုက်တဲ့ဟာကိုမသိဘူးရိတ်တာပဲမြင်ပြီးတော့လူတွေကအပြစ်ပြောကြတာကျွန်တော်ဘသူ့ကားပနစီပေးခဲ့လဲဖះဖော်ပြလို့ဘသူ့ကားပနစီပေးခဲ့လဲဘသူမှမသိဘူးဖះပဲသိတယ်အဲ့ဒါကျွန်တော်ကြားစရာလည်းမလိုဘူးဒါပေမဲ့ဖះပေးခိုက်တယ်ပေးလိုက်တဲ့အရာတွေအားလုံးကကျွန်တော်အခုအကောင်းဆုံးစီးရတဲ့ခွင့်ဖះပြင်ဆင်ပေးတယ်ဆိုတော့အထူးသဖြင့်ကိုယ့်ရဲ့ဝိညာဉ်ဖခင်တွေကိုကျွန်တော်မြင်ချင်တယ် MCA ကကြွယ်ဝတဲ့အမှုတော်ဆောင်တွေဖြစ်ဖို့ရန်အတွက်ကျွန်တော်ဒီကနေလမ်းကြုံလို့ပြောမယ်ကိုယ့်ရဲ့ဝိညာဉ်ဖခင်ကိုယ့်ရဲ့ဝိညာဉ်ကောင်းဆောင်တွေကိုကားဝယ်ပေးကြပါတိတ်ကြိုက်မှတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အဲ့တန်ပြောမှာကျွန်တော်ပြောထားတယ်ကျွန်တော်ဝိညာဉ်သားသမီးတွေကိုမင်းတို့ငေါ့ Toyota ကားလာမွေပေးနေငါလက်မခံဘူးလို့ငါခုစီးတယ် German ကားပဲစီးတယ်ငါကငါ German ကားပဲစီးတယ်အဲ့တဲ့ Rolls Royce မဝယ်ပေးနဲ့ငါ့ကိုလာမဝယ်ပေးနဲ့လို့အပြတ်ပြောထားတယ်ကျွန်တော်အဲ့လိုပြောရင်မြန်မာပြည်သားတွေတော်တော်လေးနားကြမြင်ခတ်လိုက်မှဆိုကျွန်တော်သိတယ်ကျွန်တော်ဘာဆွဲထုတ်တယ်ထင်လို့လဲ poverty mentality ကိုရအောင်ဆွဲထုတ်တာကျွန်တော်ရဲ့ဝိညာဉ်ကောင်းဆောင်ကြီးတွေကိုသင်တို့ရဲ့ဝိညာဉ်ကောင်းဆောင်ကြီးတွေကိုသင်တို့
BM တော့မဝင်နဲ့ကျွန်တော် BM စီးနေတာဘိန်းတစ်ဘိန်းက Toyota ကားကြီးဝယ်လို့ရတယ်အခုဘိန်းလေးဘိန်းသွားလဲလဲဈေးတော်ကြီးတယ်ကျွန်တော်အခု BM ကနေကျွန်တော်ပြောင်းတော့မယ်အခုဘာပဲလို့တသိန်းကျော်ပဲမီးသီးလေးတစ်လုံးပြတ်တယ်တသိန်းကျော်ပဲပတ်တသိန်းမြန်မာသိန်းမဟုတ်ပတ်တသိန်းဆိုတော့အယမ်းများတယ်ဒါပေမဲ့သူတို့ဝယ်ခိုင်းမလို့မှသူတို့ဒုက္ခပေးလို့ဖြစ်မှာဆိုလို့ဝယ်လဲဝယ်ပေးပြအမှဒုက္ခတွေအကြီးကြီးအဲ့ဒါမျိုးမဖြစ်စေချင်ဘူးဆိုတော့အကောင်းဆုံးကိုယ့်ရဲ့ဝိညာဉ်ဖခင်တွေကိုဝိညာဉ်မိခင်တွေရှိတယ်ဝိညာဉ်ဖခင်တွေရှိတယ်ဆိုရင်ပြုစုတတ်ဖို့ကျွန်တော်အားပေးခြင်းတယ်ပြီးတော့မှပေးကမ်းတတ်ဖို့ကျွန်တော်အားပေးခြင်းတယ်ဘယ်ရမလဲပဲမစင်စားနဲ့ဘယ်လိုပေးရမလဲပဲအမြဲတမ်းစဉ်းစားတတ်တော်သူတွေဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေအာမင်အာမင်ဒီနေ့မှာကျွန်တော်ဘာကိုအဓိကဝေငှသွားခြင်းလဲဆိုတော့တစ်ပေအခန်းကြီး2အငယ်90ရာအကြောင်းအရာလေးကိုကျွန်တော်ဝေငှသွားခြင်းအားလုံးလည်းသိထားပြီးသားရဖြစ်တယ်တစ်ပေအခန်းကြီး2အငယ်9တစ်ပေခန်းကြီးနှင့်အငယ်9နဲ့10မှာသင်တို့မူကားမှောင်မိုက်ထဲမှာအံ့ပွေသောအလင်းတော်ထဲသို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိတ်အမျိုးတန့်ရှင်းသောလူမျိုးပိုင်ထိုက်သောအပေါင်းအသင်းဖြစ်ကြ၏ဒီမှာဗာတွေ့ရလဲဆိုတဲ့အခါမှာရွေးချယ်တော်မူသောအမျိုးဖြစ်ကြတယ်မင်းစည်းစိမ်ရှိသောယေဘရဟိတ်မျိုးအကြောင်းဒီမနက်မှာကျွန်တော်ပြောချင်တယ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးဖယားကတင့်ကိုမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မင်းမျိုးလို့ပြောရင်တင့်ကိုဖယားက right ပဲပေးလိုက်တာမဟုတ် responsibility ပါပေးလိုက်တယ်ဆိုတာနားလည်ဖို့လိုတယ်ဖယားကအမြဲတမ်းတင့်ကိုလုတ်ပိုင်ခွင့်ပေးရင်အမြဲတမ်းတာဝန်ပါပေးတဲ့ဖယားဖြစ်တယ်ကျွန်တော်တို့ကနေဒါကိုသွားတဲ့အခါမှာကနေဒါနိုင်ငံသားဖြစ်ခံယူတော့မဲ့အခါမှာသူတို့ကနေပြီးတော့မှအုပ်လုတ်ခိုင်းတယ်သူတစ္ဆာဆိုခိုင်းတယ်အဲ့ဒီခါမှာသူတို့ရဲ့ right and responsibility ကိုတခါတည်းကျွန်တော်တို့ဝန်ခံရတာဖျားခင်နိုင်ငံသားတယောက်ဖြစ်လာပြီဆိုရင်ဖျားပေးတဲ့ right ရှိတယ်အဲ့ဒါပါဆိုတော့မင်းတို့ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်အမျိုးတဲ့ very good ကျွန်တော်အော်တချင်းတွေပါဆိုတာငါတို့ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးဒါပေမဲ့ဘာမသိဘူးလဲဆိုတော့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်မျိုးမှာဖျားပေးထားတဲ့တာဝန်ရှိတယ်အဲ့ဒီတာဝန်ကိုသဘောပေါက်သွားဖို့လိုတယ်ဥပမာသင်ကိုအစိုးရကခန့်အပ်လိုက်ပြီဆိုရင်ခန့်အပ်လိုက်တာနဲ့အမျှသူ့ဘာသာသူဒီတိုင်းအိမ်မှာနေရင်တော့ရိုးရိုးတန်းတန်းလူပဲဒါပေမဲ့ခန့်အပ်ခြင်းခံရရင် तू ယုံသွားပြီဆိုတာနဲ့ तू ကအဲ့ဒီခန့်အပ်ခြင်းခံရတဲ့ तू ကသူ့ရဲ့ uniform ကိုဝတ်ရတယ်ဥပမာကျွန်တော်တို့အိမ်သားမှာရှိတယ်အခု police officer ရဲရှိတယ်ရဲအရာရှိတယောက်ရှိတယ်အဲ့ဒီရဲအရာရှိကသူ့ဘာသာသူ့သားလေးနဲ့ညနေလမ်းစင်းရှောက်နေရင်သူ့ကိုကြည့်ရင်ဘာရုံမှမပေါက်ဘူးပြောချင်တာရိုးရိုးတန်းတန်းလူပဲဒါပေမဲ့တွိုင်းလာရင်းနဲ့ကျွန်တော်လည်းတွေ့တဲ့ခါမှာစวัสดีครับဘာညာဝနာဘာညာရှောက်နှုတ်ဆက်တယ်ဒါပေမဲ့ तू ကမနက်ပိုင်းဆိုရင် तू ရုံသွားတော့မယ်ဆို तू က uniform ဝတ်လိုက်ပြီ uniform ဝတ်လိုက်ပြီဆိုတာနဲ့ तू ခင်းနေပြီမဲ့ तू ရှိန်သွားတယ် तू ကလည်းအမှဝတ်လိုက်ပြီဆိုတာနဲ့ तू ရုပ်ကတစ်မျိုးဖြစ်သွားတယ်လို့ခံစားရတယ်ဟိုတော့ညနေဘက်လမ်းစင်းလျှောက်တဲ့ရုပ်နဲ့ uniform ဝတ်လိုက်တဲ့ရုပ်ကမတူတော့ဘူး तू အမှဒီနဲ့နှုတ်ဆိုင်လဲပုံစံတစ်မျိုးပြောင်းသွားတယ်ဆိုအဲ့မှာချက်ချင်းကြော်နားလဲလိုက်တာဟုတ်တယ်ကျွန်တော်ကိုယ်တိုင်စိတ်ပြောင်းသွားတယ်ဒီလူကစွတ်ကြယ်လေးနဲ့ရှောက်သွားတဲ့အချိန်တော့ကျွန်တော်သူ့ကိုအစ်စေးပဲဒါပေမဲ့ तू ကမနက်ပိုင်း uniform ဝတ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ကသူ့ဟိုတော့လေရဲမှန်းသိပေမဲ့အခု uniform ဝတ်လိုက်တဲ့အပွင့်နေပိုင်းနဲ့ဆိုကျွန်တော်နည်းနည်းရှိန်သွားတယ်ဗျ तू ကလည်းအဲ့ဒီပုံစံနဲ့ तू သွားတယ်
ဆိုကျွန်တော်အမှချက်ချင်းပါရလဲဆိုဖခင်ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးလို့ပြောလိုက်ပြီဆိုတာနဲ့တင်သဘောပေါက်မှာကတင်ကယေဘရဟိဝတ်ဆောင်ဝတ်ထားတဲ့သူဖြစ်တယ်ဆိုတာတင်သဘောပေါက်ဖို့အရေးကြီးတယ်ယေဘရဟိကဒီတိုင်းသူကဝတ်ချင်တာရှောက်ဝတ်ပြီးရစ်ပူစော်လို့မရဘူးဒီနေ့ဒီ level ကိုကျွန်တော်တို့တက်လှမ်းကြရအောင်ဒီနေ့မှာဖခင်ကောင်းကြီးပေးပါစေဆိုယေဘရဟိမင်းစည်းစိမ်ရှိတဲ့ယေဘရဟိလို့ပြောလာရင်အဲ့ဒီယေဘရဟိကနံပါတ်1ဘာလို့မလဲဆို uniform ကိုဝေးရမယ်ယေဘရဟိလို့ပြောတယ်လေယေဘရဟိကဒီတိုင်းသွားပြီးတော့မှဝတ်ရုံဝတ်လို့မရအောင်ဒါဆိုတော့ယေဘရဟိရဲ့ဝိယုံကိုတတ်တတ်ဖယားကချုပ်ပေးရတယ်အဲ့ဒီမှာဘာရှိလဲဆိုတော့အဲ့ဒီယေဘရဟိမင်းမှာဘာရှိလဲဆိုတော့ bell သူ့ရဲ့ ringing bell လေးတွေရှိတယ်နော်ဆွဲလဲလေးတွေခေါင်းလောင်းလေးတွေဆိုပါစို့ခေါင်းလောင်း9ခုရှိတယ်ဖျားရှင်ကျွန်တော်မေးတဲ့အခါမှာဖျားဖော်ပြတဲ့အရာတော့ဘာလဲဆိုတော့အဲ့ဒါဝိညာဉ်အတိ9မျိုးပဲယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကဝိညာဉ်စုကျေးဇူးတွေဝိညာဉ်အတိနဲ့ပြေဝတော်သူတွေဖြစ်တယ်ကျွန်တော်နားလည်အောင်ရှင်းပြမယ်ဝိညာဉ်ရေးရာတတ်တာမှာခရစ်တော်အားဖြင့်အဲ့ဒီအတိတွေရှိတယ်ဆိုတာသင်သဘောပေါက်ဖို့အရေးကြီးတယ်အဲ့ဒါ practice လုပ်ဖို့ပဲအရေးကြီးတယ်သင်ကြိုးစားပြီးတော့ရှိအောင်လုပ်တာထက်ယေရှုအဖြစ်ရှိတယ်ဆိုတာသဘောပေါက်ဖို့အင်မတန်အရေးကြီးတယ်။ကျေးဇူးတော်ချီးမွမ်းတတ်ဖို့အင်မတန်အရေးကြီးတယ်။ကြိုးစားနေတဲ့အရာကဘယ်တော့မှသင်ကိုမအောင်မြင်စေဘူး။ဟိုမှာအောင်မြင်အောင်သင်ကြိုးစားတစ်သက်လုံးမအောင်မြင်ဘူး။ဒါပေမဲ့အောင်မြင်သောသူဖြစ်တယ်ဆိုတာကိုယ့်ကိုယ်သဘောပေါက်ပြီးတော့အောင်မြင်သူလို့နေထိုင်သွားလာပြောဆိုလှုပ်ဆောင်တတ်ရင်သင်ရဲ့အောင်မြင်ခြင်းရှေ့တလှမ်းမှာပဲရှိနေတယ်ဆိုတာသင်နားလည်ရတယ်။တခါလေမှာကိုယ့်ရဲ့ဖြစ်ခြင်းကိုကိုယ်မသိတဲ့အရာကကိုယ့်ရဲ့ဖြစ်ခြင်းအမှောင်မဖော်ထုတ်နိုင်မှုဖြစ်နေတယ်။ပြန်ပြောပြရှင်တယ်ကိုယ့်ရဲ့ဖြစ်ချင်းကိုမသိတဲ့အခါမှာကိုယ့်ရဲ့ဖြစ်ချင်းအမှန်ကိုမဖော်ထုတ်ပေးနိုင်ဘူးဖြစ်နေတယ်။ဒါကြောင့်ဒီနေ့ဖယားကတင့်ကိုပြောပြီးတင်ကမင်းစည်းစိမ်ရှိသောယေဘရဟိအမျိုးတဲ့။ဆိုနံပါတ်1နေနဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိရဲ့တာဝန်ကဘာလဲဆိုနံပါတ်1ဖယားကိုရစ်ပူဇော်ဖို့ဖြစ်တယ်။အားလုံးကျွန်တော်နားလည်စေချင်တယ်ဖယားကိုရစ်ပူဇော်ရတဲ့အလောက်ကယေဘရဟိရဲ့အလောက်ဖြစ်တယ်။ဆိုကျွန်တော်တို့ရဲ့အလောက်ကဖယားကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးလို့ပြောလာရင်တင်သိရမယ့်အရာကတင်ရစ်ပူဇော်တဲ့လုပ်ငန်းတင်လုပ်ရမယ်။အာမင်။အဲ့လောက်သဘောပေါက်ဖို့အရေးကြီးပါတယ်ညီကိုမောင်နှမတို့ကျွန်တော်ဆရာကြီးလာလောက်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရတဲ့အထက်ကနေကျွန်တော်ညီကိုမောင်နှမတို့ပြန်ရစေချင်လို့ကျွန်တော် sharing လုပ်တာပဲဖြစ်တယ်။ရတဲ့အချိန်ခဏလေးမှာကျွန်တော် sharing လုပ်တာဖြစ်တယ်။ဆိုတော့ယေဘရဟိကသူ့ရဲ့တာဝန်ရှိတယ်ကျွန်တော်ပြန်သွားမယ်တခုချင်းစီကျွန်တော်ပြန်ပြီးတော့ပြောမယ်နံပါတ်1ကျွန်တော်တို့ဖယားက right and responsibility ပေးလိုက်တယ်အဲ့ဒါတော့ဘာလဲဆိုတော့သင်ကယေဘရဟိမင်းဖြစ်တယ်တဲ့ဘလောက်ဝမ်းမြောက်စရာကောင်းလဲယေဘရဟိမျိုးဖြစ်တယ်တဲ့ယောဒန်ယေဘရဟိမျိုးတော်မှာမဟုတ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဟာလေလုယာဟာလေလုယာသိမချောဟာလေလုယာမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကကြွယ်ဝချင်းကြောင့်လကားပြောတာမို့ကျွန်တော်တို့ကယေဘရဟိမျိုးပဲမို့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အသက်တာနဲ့ဆင်းရဲခြင်းနဲ့ဘာမှဆိုင်ဘူးဆိုတာသင်ကိုနားလည်စေချင်တယ်။အာမင်။ဒါမဲ့သင်ကိုဆွဲချတာသင်ကိုဆွဲချတဲ့အရာလို့ပြောမလားသင်ကိုဟလာငွေကြေးနဲ့ဆိုင်တဲ့ breakthrough မဖြစ်စေတဲ့အရာသင်ရဲ့ mindset ပဲသင်ရဲ့ mindset ကျွန်တော်မိတ်ဆွေတယောက်စကားပြောတယ်ကျွန်တော်အခု millionaire တွေအများကြီးနဲ့ကျွန်တော်လုပ်တယ်နော်မင်း millionaire ဖြစ်အောင်မင်းအဓိကအရေးကြီးတဲ့အချက်ဘယ်နှချက်ရှိလဲကွာဆိုတော့3ချက်ပဲတဲ့ number 1ပါလေ change your mind နဲ့မင်းအတွေးခေါ်မင်းပြင်လိုက်မဖြစ်နိုင်တဲ့အရာတွေမဖြစ်နိုင်တဲ့အရာတွေဖြစ်စေတဲ့ဖယားရှိတယ် change your mind number 2 occupy only quality people လူတိုင်းနဲ့မင်းရှောက်မပေါင်းနဲ့မင်းအချိန်ကုန်နဲ့မင်းဖြစ်ချင်တိုင်းလည်းဖြစ်လာမှာမဟုတ် occupy only quality people number 3 develop your communication skills ဒီ3ခုမင်းကောင်းကောင်းနားလည်တယ်ဆိုရင်မင်း
မင်းရဲ့ life ကတနေ့နဲ့တနေ့မတူစီရဘူးမင်းအောင်ကိုအောင်မြင်လာလိမ့်မယ်တဲ့ very good ကျွန်တော်လက်ခံနေတာ so ကျွန်တော်တို့တော့ယုံကြည်သူများဘာလို့ပြောချင်တာတော့ change your mind ကျွန်တော်တို့ရဲ့ mindset တွေပြင်ဖို့အင်မတန်အရေးကြီးတယ်ကိုယ့်ရဲ့လက်ရှိအခြေအနေလေးကိုကြည့်ပြီးတော့မှမလုံနိုင်တဲ့တော့ဘယ်တော့မှလုံနိုင်မှာမဟုတ်ဘူးကျွန်တော် target ထားတယ်ကျွန်တော် target ထားတဲ့ကျွန်တော်ဖြစ်အောင်လုပ်တယ်ဘယ်နှစ်မှာကျွန်တော်ဒါကိုပြီးအောင်လုပ်မယ်ပြီးအောင်လုပ်မယ်အဲ့ဒါဆိုရင်ပြီးအောင်လုပ်မယ်ဆိုတော့ယူပါယုံနဲ့ရှိပြီးတော့မှဘာလို့မပြီးကြလဲဆိုတော့အဲ့အတွက်ပြင်ဆင်မှုအားနည်းလို့ that's it နောက်နှစ်မှာကျွန်တော်ဘာဖြစ်ရမလဲနောက်3နှစ်မှာဘာဖြစ်ရမလဲကျွန်တော်အကုန် set လုပ်ထားတယ်ကျွန်တော် set goal လုပ်ထားတယ်အဲ့ဒီဟာကိုကျွန်တော်ရောက်အောင်သွားဖို့ကျွန်တော်ဘာလို့ဆိုတော့ပြင်ဆင်မှုတွေကျွန်တော်ပြန်လုပ်တယ် preparation အဲ့ပြင်ဆင်မှုအရေးကြီးဆုံးပါလဲအချိန်မဖြုံးခြင်းပဲတရက်ငါလုပ်ရမယ့် target ငါရဲ့ daily routine ငါရအောင်တိဆောက်ပြီးတော့မှအဲ့ daily routine ကိုမပြတ်အောင်ငါလုပ်သွားမယ်ဆိုငါအချိန်မဖြုံးတဲ့အတွက်ကြောင့်ငါအချိန်တန်တဲ့ခါမှာအဲ့နှစ်မှာငါရောက်မယ်ပန်းနိုင်ငါရောက်မယ်ဆိုတာသိနေတယ်လူတွေကအရန်တော့ပန်းနိုင်ရောက်ရှင်တယ်ဒါပေမဲ့အဲ့အတွက် daily routine မတိဆောက်ဘူးအချိန်ကိုအလဟတအချိန်ဖြုံးလိုက်ကြတယ်အဲ့ဒါတင်းရရှုံးနေခြင်းပြန်ဖြစ်စေတယ်ဆိုတော့ဖယားကတင့်ကိုမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးလို့ပြောတဲ့အတွက်ကြောင့်တင်းကနင်းနေရလူလုံးဝမဟုတ်ဘူးတင်းဘာသာတောမှာပဲအမှုတော်ဆောင်မြို့မှာပဲအမှုတော်ဆောင်ကြိုက်တဲ့နေရာမှာအမှုတော်ဆောင်တင်းရဲ့ mindset ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်တယ်ဆိုတာတင်းကောင်းကောင်းသဘောပေါက်သွားရင်ဘယ်အရာကမှတောမှာနေသည်ဖြစ်စေမြို့မှာနေသည်ဖြစ်စေတင်းဒီမင်္ဂလာရှိတော်သူဖြစ်ကိုဖြစ်လိမ့်မယ်ဘုရားခင်ဘုန်းတော်ထင်ရှားသူဖြစ်လိမ့်မယ်အဲ့ဒီမြို့ကတင်းအားအဲ့ဒီတောကတင်းအပြင်မြို့ဖြစ်ရတဲ့ခွင့်ဘုရားရှင်ပြင်ဆင်ပေးလိမ့်မယ်အဲ့ဒီနေရာလမ်းမရှိတော့မှတင်းအပြင်လမ်းနေဖြစ်လိမ့်မယ်အဲ့ဒီနေရာတောဖြစ်တော့မှတင်းကိုဘုရားကဟလာဟိုဥယျင်ခြိုင်ဖြစ်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်ကျွန်တော်ချင်းမိုင်မှာစပြီးတော့မှကျွန်တော်နေရာစဝယ်တဲ့အချိန်တုန်းကဈေးပေါ်လေးပါပဲဒေါ်လာ1 သန်းလောက်ပဲကုန်ကြတယ်ဒါပေမဲ့စောက်တာနဲ့ဗာနဲ့ဆိုရင်တော့ဒေါ်လာတန်းနည်းနည်းပါကုန်တယ်ဒါပေမဲ့အခုပြန်ဆောက်လို့မရတော့ဘူးအဲ့ဒါတွေအလုံးဈေးကုန်ကြီးသွားပြီ2ဆမ3ဆဖြစ်သွားပြီဘာဖြစ်လို့လဲကျွန်တော်ယုံကြည်တယ်ကျွန်တော်ဖျားသားသမီးတွေရောက်တဲ့နေရာမှာတိုးပွားနေရမယ်ဟိုတော့က2 သန်းလောက်ပဲရှိတယ်အခုကျွန်တော်ရှေ့ရမြေခွက်လေတန်း20နဲ့လာခေါ်တယ်ဈေးကြီးသွားပြီအခု2 သန်းမဲ့အရှိရမြေခွက်လေးရဒါပေမဲ့အခုတန်း20နဲ့လာခေါ်တယ်ဈေးတွေတက်ကုန်ပြီကျွန်တော်နားမှာပြီးတော့မှဘာလုပ်ပလဲကျွန်တော်ရောက်တာနဲ့ဘာဖြစ်သွားလဲကက်တရာတွေအကုန်လုံးခင်းချပလိုက်ကျွန်တော်လမ်းတောက်လျှောက်အစိုးရစီမံကိန်းအကုန်ခင်းချပလိုက်ဆိုတော့ကျွန်တော်ဘာယုံကြည်ထားလဲကျွန်တော်ရှိတဲ့နေရာကောင်းကြီးဖြစ်ရမယ်ကျွန်တော်သိမကြောက်ကျွန်တော်ရှိတဲ့နေရာကောင်းကြီးဖြစ်ရမယ်ကျွန်တော်တို့အားဖြင့်ပဲကောင်းကြီးဖြစ်တာမဟုတ်ကျွန်တော်တို့ရှိတဲ့နေရာဟာအဲ့ဒီနိုင်ငံတွေမြို့တွေကကျွန်တော်အားဖြင့်ကောင်းကြီးဖြစ်ရမယ်အာမင်ကျွန်တော်မှာ foundation ရှိတယ်အဲ့ဒီ foundation လှုပ်ရှားတဲ့ foundation မဟုတ်ဘူးကျွန်တော်တကယ်ကိုအစိုးရပြန်ပေးတဲ့ foundation တကယ်ကိုအလုပ်လုပ်တဲ့ foundation ကျွန်တော်လင်ကွင်းမှာဘာလုပ်လဲအဲကွန်းလို့လားလင်ကွင်းမှာဘာလုပ်လဲရေခဲတက်တာလို့လားအမဘာလုပ်လဲဗျာ you name it ကျွန်တော်လင်ကွင်းနဲ့ပတ်သက်တဲ့ဘာဆိုကျွန်တော်အခုလင်ကွင်းအခု immigration ဘိုင်းကိုကျွန်တော်ကူညီဖို့ပြင်ဆင်တဲ့လူတယောက်လင်ကွင်းကိုလာကူညီမဲ့လူတယောက်ပြီးတော့မှရဲဌာနတွေကိုကူညီတဲ့လုပ်ငန်းတွေကျွန်တော်စတင်မှာလှုပ်ဆောင်ပေးနေတဲ့အတွက်ကြောင့်ကျွန်တော် foundation တေချာလုပ်တယ်ကျွန်တော်တို့အားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ကိုဖြစ်ရမယ်ဆိုတော့ဝန်ခံခြင်းကတကယ်ဖြစ်လာတယ်တင်အားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ရမယ်အာမင်သိမကြောက်တင်အားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ရမယ်အာမင်ဟာလေလုယာမြန်မာပြည်သားတွေအားဖြင့်ဒီနိုင်ငံကောင်းကြီးဖြစ်ရမယ်ကျွန်တော်ယုံကြည်တယ်အာမင်မြန်မာပြည်သားတွေကိုပြန်ကြည့်တော့မှမြန်မာပြည်သားတွေထဲမှာတော့မှဒီခရိယန်တွေကထူးကိုထူးခြားတယ်လို့ဒီအစိုးရကပြန်တော့မှအသက်တွေပြုတ်ရတဲ့အထိဖခင်ကောင်းကြီးပေးမယ်ဆိုတာဘယ်နှယောက်ယုံကြည်ပါသလဲအာမင်ဆိုကျွန်တော်တို့ကဘာတွေလဲဆိုတော့ကျွန်တော်ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမင်းရဲ့နံပါတ်1နေချင်းတော့နေလို့မရအောင်သူ့ရဲ့ဝတ်ယုံကဝတ်ချင်တိုင်းဝတ်လို့မရအောင်သူ့ရဲ့အဝတ်ရှိတယ်ဒီနေ့ယေရှုတော်ကြောင့်ယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်တဲ့အခွင့်ကိုဖခင်တို့ကိုပြင်ဆင်ပေးတယ်ဖြောင့်မတ်သောဝတ်ယုံကိုဝတ်ရတဲ့အခွင့်ကိုယေရှုအဖြစ်ကျွန်တော်ရတယ်ဖခင်နာမဘုန်းကြီးပါစေအာမင်ဒါအဲ့ဒီဝိယုံမရှိရင်ကျွန်တော်တို့ကအဲ့ဒီရစ်ပလင်ထဲကိုကျွန်တော် holy of holy ဟာလားတန်ရှင်းရအလွန်တန်ရှင်းရဌာနထဲကိုဝင်ခွင့်မရှိဘူးအဲ့ဒီဝိယုံမရှိရင်ဝင်ရင်သိမှာပဲဒါပေမဲ့ယေရှုတော်ကြောင့်ယေရှုခရစ်တော်အားဖြင့်
ဖြောင့်မတ်ခြင်းဝိယုံဝတ်ခွင့်ရတော့ကြောင့်ကျွန်တော်တို့ဖျားခင်ရှေ့မှာဘာဖြစ်လဲအစီးတားမရှိဘဲနဲ့ဝင်ရတဲ့ခွင့်ကိုရသွားပြီအာမင်ကျွန်တော်ပြောနေတဲ့အရာဆိုလို့ရင်တင်းတော့မချခင်ရလာတော့မယ်ဒီဟာလေးကိုသဘောပေါက်မှဒီ concept လေးသဘောပေါက်မှပဲတင်းတို့ကျွန်တော်ပြောမဲ့ target ကိုတင်းတို့သဘောပေါက်သွားမှာဖြစ်တယ်ဆိုယေဘရဟိမင်းဖြစ် sorry ယေဘရဟိအမျိုးမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးတယ်ဒါဆိုရင်ယေဘရဟိဖြစ်ပြီဆိုတာနဲ့တင်သိရမယ့်အရာကကိုယေပူဇော်ခြင်းလို့ရှောက်ပူဇော်လို့မရဘူးပူဇော်ခိုင်းတဲ့အတိုင်းပူဇော်ရတယ်အာယုံရဲ့သားနဲ့ဟာပူဇော်ခြင်းတဲ့အတိုင်းပူဇော်တယ်ခြားနာသောမီးနဲ့ပူဇော်တယ်ဘာဖြစ်လဲသေတယ်ဒါပေမဲ့ပြည့်ညတ်တရားကာလကိုကျွန်တော်အဓိကပြောတာမို့ဂျေဇုတော်ကာလမှာလည်းပဲတင်ဒီဂျေဇုတော်ကြောင့်ယေဘရဟိအမျိုးဖြစ်ရတဲ့အခွင့်ကိုရသွားပြီဘသူကြောင့်ရလဲယေရှုအပြင်အော်ဆရာကြီးနော်ယေဘရဟိအမျိုးပြောင်းသွားတာမြင်လားမသိဘူးယေဘရဟိအမျိုးကဘယ်ကနေလာလဲလေဝိကနေလာတာဒါပေမဲ့ယေရှုကြတော့ယူဒအနွယ်လေအမျိုးပြောင်းသွားတာ။နောက်ယေရှုအပြင်တို့ကဘုရားခင်ရှေ့မှာမတ်တက်ရတဲ့အခွင့်ကိုရသွားပြီ။ယေဘရဟိဖြစ်တဲ့ယေဘရဟိအဝတ်ကိုမဝတ်ဘူးဆိုရင်ရှစ်ပူဇော်ခွင့်မရှိဘူး။ဒီနေ့ကျွန်တော်တို့ဘုရားရစ်ပူဇော်အခွင့်ကိုပေးတယ်။ကျွန်တော်ကြည့်ရတနာချင်းကိူနာကို၎င်းတော်လျော်သောမဆာချင်းကျေးဇူးကို၎င်းခံရမည်အကြောင်းရဲရင်သောစိတ်နဲ့လိုက်ဆိုရအောင်ရဲရင်သောစိတ်နဲ့ဘယ်ပလင်လဲဂျေဇုတော်ပလင်တော်တို့ဘာဖြစ်လဲတိုးဝင်ချင်းကကြကုန်အားဆိုတော့ကျွန်တော်တို့ကဂျေဇုတော်တတ်ကြောင့်ဂျေဇုပလင်တော်မှာတိုးဝင်ခွင့်ရပြီဟာလေလုယာဒီ level ကျွန်တော်သွားနေဖြစ်တယ်မကြခင်တို့သဘောပေါက်လာလိမ့်မယ်ယေဘရဟိဖြစ်ခွင့်ရတယ်ဘာယေဘရဟိလဲမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးဖြစ်ခွင့်ရတယ်အဲ့ဒီယေဘရဟိကဘုရားရှင်လေဟာလာပလင်တော်တို့တိုးဝင်ခွင့်ရတယ်ဟိုတော့က most holy place ဆိုတဲ့အလွန်သန့်ရှင်းရာဌာနထဲကိုတိုးဝင်ဖို့ရန်တော့ဒီမှားယွင်းခြင်းတစ်ခုဖြစ်တယ်ဆိုရင်လဲကျသေးတယ်အမေဒီနေ့ဒါကိုကြောက်စရာမလိုတော့ဘူးတို့ကယေရှုခရစ်တော်ရဲ့ဖြောင့်မတ်သောဝတ်လုံကိုယေရှုအပြင်ရသွားတဲ့နေ့ရက်နဲ့စပြီးတော့မှဂျေဇုတော်ကြောင့်ဂျေဇုပလင်တော်တို့ဝင်ရတဲ့ခွင့်ရသွားပြီအာမင်โอเคအမှုတော်ဆောင်များဖြစ်တဲ့အတွက်ကြောင့်ဒါသိပြီးသားပါဒါပေမဲ့ကျွန်တော်သွားချင်တဲ့နေရာကိုရအောင်အတွက်ဒီဟာကိုရအောင်ကျွန်တော်လုပ်ရတာဖြစ်တယ်ဆိုတော့သင်ကတိုးဝင်ခွင့်ရသွားပြီဒါဆိုတိုးဝင်ခွင့်ရတဲ့လူတယောက်ယေဘရဟိကဘာလုပ်ရတာလဲအထဲမှာတစ်ပေအခန်းကြီး2အငယ်9မှာအငယ်9မှာဒါရေးကြည့်တယ်ညီကောင်မောင်တို့ကျွန်တော်ရောက်စီတယ်နားလည်စေချင်တယ် conference ပဲသွားဘယ်နေရာပဲသွားတင်ရအောင်ယူပါတခုခုJust one word ဆရာတူးကြမြဲတယ်ပြောဆရာ one word can change your entire life just one word တစ်ပေခန်းကြီးနဲ့အငယ်ငါတွေ့ရင်အတူတူဖတ်ရအောင်အသက်ကြောက်များကဲ့သို့အစင်စင်အထက်ထတိဆောက်လျက်ရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဖယားသခင်နှစ်သက်တော်မူရာဓမ္မရစ်ကိုပူဇော်ရသောတရှင်သောယေဘရဟိမျိုးလေဖြစ်ကြ၏အာမင်ဆိုနံပါတ်1ချက်အနေနဲ့အခုနကျွန်တော်ပြောခဲ့တယ်ဗာလဲမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးအသင်ဖြစ်သွားပြီအာမင်သင်ဘာတူလဲကျွန်တော်သိမကြောက်ခင်ဗျာသင်ကဘာတူလဲမင်းစည်းစိမ်ရှိတဲ့ယေဘရဟိဖြစ်သွားပြီဒါဆိုရင်သင်ကိုဖခင်ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိလို့သင်ကိုပေးလိုက်ပြီဆိုရင်သင်သိရမှာသင်မှာတာဝန်ရှိတယ်ဆိုတာလည်းသင်မမေ့ရအောင်လူကတာဝန်မရှိရင်တန်ဖိုးမရှိဘူးကျွန်တော်ဒီလိုပဲသုံးချင်တယ်တာဝန်မရှိတော့သူကတန်ဖိုးမရှိတော့ဘူးကျွန်တော်တော့အဲ့လိုပဲခံယူတယ်ဒါကြောင့်ကျွန်တော်တာဝန်ယူတယ်တာဝန်မရှိရင်ကျွန်တော်တာဝန်ယူတယ်ဗျာတာဝန်မရှိတဲ့ဘဝတော့ကျွန်တော်မနေနဲ့ကျွန်တော်တာဝန်ယူတယ်
ဆိုတာဝန်မရှိရင်တန်ဖိုးမရှိတော့တာဝန်ရှိတော့ကြောင့်တန်ဖိုးရှိတယ်ဒါကြောင့်ဘယ်အလုပ်ပဲလုပ်လို့တင်ဘယ်တော့မှညီးတွားစရာအကြောင်းမရှိဘူးအဲ့ဒီအလုပ်မှာတင်တာဝန်ရှိနေကြောင်းတင်တန်ဖိုးရှိနေတယ်အိမ်မှာငုတ်တုတ်ထိုင်နေတဲ့လူမဟုတ်တဲ့အတွက်ကြောင့်ကြီးစွာချီးမွမ်းလိုက်အာမင်ဘယ်အလုပ်ပဲလုပ်လို့အလုပ်မှာတင်တာဝန်ရှိအဲ့တာဝန်တင်ပါတာတပြက်စီးပဲလဲတင်ပါအိမ်သာပဲစိတ်တင်ရတာဝန်ကိုတင်အကောင်းဆုံးလုပ်နေခြင်းဟာတင်အတွက်အဓိပ္ပာယ်ရှိနေတယ်အာမင်ဘုရားကတင့်ကိုယေဘရဟိမျိုးလို့ပြောလိုက်ရင်ယေဘရဟိမှာလောက်ရမယ့်တာဝန်ရှိတယ်အခုဟိုတုန်းကတော့ယေအကောင်တွေကိုတတ်ပြီးတော့ပူဇော်ရတဲ့ကာလဓမ္မဟောင်းကာလဓမ္မသစ်ကာလကြတော့အကောင်တွေတတ်ရတဲ့ကိစ္စမဟုတ်တော့ဘူးဒီမှာလာပြီးမှတ်ထားကြီးကိုမောင်းမတော့ဘုရားသခင်ကျွန်တော်လိုက်ဆိုပေးအောင်ဘုရားသခင်နှစ်သက်တော်မူရာဓမ္မရစ်Very good. That's what I'm talking about. ဒီအကြောင်းကျွန်တော်ပြောချင်တာဖြစ်တယ်ဓမ္မရစ် Yeah. ဓမ္မရစ်ကိုပူဇော်ရသောတန်ရှင်းသောယေဘရဟိမျိုးလည်းဖြစ်တယ်အင်္ဂလိပ်လိုဆိုတော့ spiritual sacrifice spiritualဘာမှလို့ဆိုတော့ဓမ္မရစ်ကိုပူဇော်ရတဲ့တန်ရှင်းတဲ့ယေဘရဟိမျိုးဖြစ်တယ် Wow ဓမ္မရစ်လူတော်များငါမင်းစီစဉ်ရှိတဲ့ယေဘရဟိမင်းစီစဉ်ရှိတဲ့ယေဘရဟိဒါပဲပြောတယ်မင်းစီစဉ်ရှိတဲ့ယေဘရဟိပြောပြီးတော့မှမင်းစီစဉ်မရှိတဲ့အဖွဲ့တွေအများကြီးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ तू ပူဇော်မဲ့ရစ်ကို तू မပူဇော်ဘူးတို့ဒီကာလဒီအချိန်ဒီကာလမှာပူဇော်မဲ့ယေဘရဟိမျိုးတွေပူဇော်မဲ့ရစ်ကဓမ္မရစ်ပြောကြဓမ္မရစ် Very good ဓမ္မရစ်ကိုပူဇော်တဲ့သူဖြစ်ရမယ်ယေဘရဟိကအရန်ရေးကြည့်တယ်ညီကိုမောင်မတော့ယေဘရဟိကအရန်ရေးကြည့်တယ်ယေဘရဟိအကြောင်းကျွန်တော်လေ့လာကြည့်တယ်ဗျယေပူဇော်ခြင်းအကြောင်းတွေကျွန်တော်လေ့လာတယ်ကျွန်တော်လည်းအခုကတရားဟောပွဲတဲ့အင်္ဂလိပ်လိုပို့များလာတော့ကျွန်တော်မြန်မာထက်အင်္ဂလိပ်ကိုပို့လေ့လာတဲ့အခါမှာမြန်မာမှာတော့တိတ်မပေါ်အင်္ဂလိပ်မှာပေါ်တာဟာရရှိဥပမာဝိပ္ပယကြံခန်းကြီး၄ထဲမှာဆိုရင်အပြစ်ဖြေရရေးအပြစ်ဖြေရရေးပဲများတယ်ဒါပေမဲ့အင်္ဂလိပ်မှာကြတော့၅ခုရှိတယ် sin offering နဲ့ sin offering ဆိုတာရှိတယ်သူကအဲ့ဒီ sin offering ကတော့ဘာလဲဆိုတော့ကိုလှုပ်တဲ့အပြစ်တွေပေါ့လှုပ်တဲ့အပြစ်ကိုဖြေတာဒါပေမဲ့နောက်တစ်ခုကြတော့ trespass offering နဲ့ trespass ဆိုတဲ့ဟာကတော့သူကမတော်တဆလှုပ်လိုက်တဲ့အပြစ်အတွက်အပြစ်ပြန်ဖြေရတာမမျော်လင့်ပဲနဲ့မလှုပ်လိုက်မိတဲ့အရာအတွက် trespass offering ဆိုတာပြန်သွားတယ်အဲ့ဒီ trespass offering မှာဘာတွေ့ရလဲဆိုတော့တဲ့အဲ့ဒီလိုမျိုးလူတွေအတွက်မတော်တဆအမတ်တမဲ့မရည်ရွယ်ပဲနဲ့လှုပ်လိုက်တဲ့အပြစ်ကိုဖြေတဲ့ဟာ trespass offering အဲ့ဒီအတွက်မတော်တဆလူတယောက်သတ်မိတယ်ဆိုရင်တဲ့ဘုရားကမိခိုရာမြို့6မြို့ကိုပြင်ဆင်ထားတယ်တဲ့မိခိုရာမြို့6မြို့မှာသွားပြီးတော့မှအဲ့ဒီလူကမတော်တဆတတ်လိုက်ပြီးတော့မှအဲ့ဒီမြို့သွားပြီးတော့ခိုးရင်သူ့သွားပြီးတော့ဘယ်သူမှတတ်ပိုင်ခွင့်မရှိတော့အဲ့ဒီထပ်ပို့ပြီးတော့မှလင်းတဲ့အရာတခုကျွန်တော်ထပ်တွေ့တယ်လေ့လာတဲ့အခါမှာဘာထပ်တွေ့လဲဆိုတော့အဲ့ဒီ6မြို့မှာတဲ့ဘာပြန်ရှိလဲဆိုတော့အဲ့ဒီ6မြို့ကိုတစ်မြို့စီတိုင်းမှာတာဝန်ကျတဲ့ယေဘရဟိတွေရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီလူဟာတဲ့လူတယောက်ကိုမတော်ဆတတ်လိုက်မိလို့တတ်လိုက်မိတယ်ပေါ့ကွာအပြစ်ဖြစ်သွားပြီသူမသိချင်းပါလဲမိခိုကမြို့ပြေးရတယ်မိခိုကမြို့မှာသွားပြီးတော့နေရတယ်မိခိုကမြို့မှာသွားပြီးတော့နေနေတာတဲ့
bé chain so tua a pied look or pian qui shile so in it tatalong maniera mo Eddie Yibrohe me thing come on Eddie Muma she the Yibrohe thing tua quillo to look at to a pigane trespass offering and the look a trespass sin a trespass the again look to abiro to a balo and so to free piantola quiyare the Yibrohe thing and to loom out and the basan lole Yeshu bonsong there trespass offerings are she there burn offerings are she there or peace offerings are she there bidoma balesia grain offerings are she there grain offerings are she there the grain offering the burn offering the peace offering doga todoga ada voluntarily todoga Jesus ro chimwan ne ani ne lok bai khwe shi be me the sin offering ne trespass offering ga ro tu wa tagek koမလုံးမနေရလောက်ရတဲ့ရည်ပူဇော်ခြင်းဖြစ်တယ်။ဒါပေမဲ့အော်စရာကောင်းတာဒီ၅ခုလုံးကိုအကုန်လုတ်သွားပေးတာယေရှုခရစ်တော်ဖြစ်နေတယ်။ဟာလေလုယာလက်ခုပ်တီးပေးအောင်ယေရှုခရစ်တော်ရဲ့နာမတော်အားလုံးကိုရည်ပူဇော်ခြင်းအကုန်ကိုပြီးစီးအောင်လုပ်ပြီးတဲ့အခါမှာယေရှုကပြောလဲ It is finished ငါမင်းတို့အကုန်ငါလှုပ်ဆောင်ပေးပြီးသွားပြီလို့ပြောတဲ့ဖခင်ဖြစ်တယ်။ဘုရားခင်နာမဘုန်းကြီးပါစေ။ Hallelujahဖျားမြတ်တာဘယ်လောက်ကြီးမှလဲကျွန်တော်အဲ့ဒီ Leviticus ကိုကျွန်တော်လေ့လာနေတယ်အခုတလောလေ့လာတဲ့အခါမှာကျွန်တော်တွေ့တဲ့အရာယေရှုပဲသွားမြင်တယ်ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာတွေဟိုမှာတော့အလုပ်တွေရှုပ်နေယေရှုအကုန်လုပ်ပေးခဲ့တာတယောက်တည်းနဲ့ Hallelujah ရှေ့အယမ်းမိုက်တယ်ကျွန်တော်လေ့လာနေနဲ့ကျွန်တော်ရေးလဲပြောတယ်ဟိုတော့ဝိညာဉ်တော်လမ်းပြခြင်းမရှိတော့ကျွန်တော်အပြင်းဆုံးအဲ့ဒီလေဝိပဲLeviticus ပဲဗာလဲဝိပုအကြံကျွန်တော်အယမ်းစိတ်ညစ်တယ်ဒါပေမဲ့ဖွင့်ပြခြင်းရလာတဲ့ခါမှာအယမ်းပြောတယ်ဒီမှာရှိတဲ့ညီကိုမောင်မလေးယေရှုအဖင်ကျွန်တော်တို့ကအစီးတားမရှိပဲဝင်ရတဲ့ခွင့်ဖျားခင်ပြင်ဆင်ပေးလိုက်ပြီဟာလေလုယာဟုတ်ပြီဝင်ရတဲ့အခွင့်ရပေမဲ့တင်တို့ကဝင်ရပြီတင်လောက်ရမယ့်အလောက်ကပါလဲရစ်ပူဇော်ရမယ်ဒီပရောဟိတ်အလောက်ကပါလဲရစ်ပူဇော်ရမယ်ဆိုတော့တင်ကဖျားပေးတဲ့ကောင်းကြီးထဲမှာဘာရှိလဲဆိုတော့တင်ကမင်းစည်းစိမ်ရှိတဲ့ယေပရောဟိတ်ကျွန်တော်ဖျားအောင်မေးတယ်ခင်ဗျဝေးကြီးနဲ့ဘာကြောင့်အမှုတော်ဆောင်တွေမှာကြာရှုံးနေလဲဘာလို့အမှုတော်ဆောင်တွေတော်တော်များများကျွန်တော်ကအခုကကူညီပေးနေရတဲ့အပိုင်းရှိတယ်ဝေးကြီးနဲ့အများကြီးပြဿနာရှိတယ်ဆိုတော့ဘာကြောင့်ဖြစ်တာလဲကျွန်တော်မေးတဲ့အခါမှာဖျားကျွန်တော်ဒါဖွင့်ပြတာခင်ဗျဒါဖွင့်ပြတာဓမ္မရစ်ကိုပူဇော်မယ်ငါသားတဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်လို့သူတို့ပြောရင်သူတို့ရဲ့လောက်ရမယ့်တာဝန်ဓမ္မရစ်ကိုသူတို့ပူဇော်မယ်တဲ့ဓမ္မရစ်ဆိုတာဘာလဲဓမ္မရစ်ခဏလေးဆရာသွားစေချင်တယ်ဓမ္မ okay very good ဓမ္မရစ်ကိုပူဇော်ရတော့တန်ရှင်းသောယေဘရဟိတ်မျိုးဖြစ်တယ်အဲ့ဒါဖျားနှစ်သက်တော်မူရာရစ်တယ်ဆိုဟုတ်ပြီကိုတော့ဓမ္မရစ်ဆိုတာကဘာလဲအဲ့နဲ့ကျွန်တော်ဘုရားခင်ထပ်ပြီးတော့ဖော်ပြချက်လေးသွားကြည့်အောင်ဟေဘရဲအခန်းကြီး73အငယ်15ကိုသွားရအောင်ဟေဘရဲအခန်းကြီး73ငယ်15 Hallelujah ဟေဘရဲအခန်းကြီး73အငယ်15ထို့ကြောင့်ငါတို့သည်ဘုရားခင်ကျေးဇူးတော်ကိုဝန်ခံလျက်ပြောရအောင်ဝန်ခံလျက်ဘာဝန်ခံတာလဲခင်ဗျာကျေးဇူးတော်ကိုဝန်ခံလျက်နှုတ်ခမ်းအသီးသီးဟူသောခမောင်ဘာလဲနှုတ်ခမ်းအသီးသီးဟူသောဘာလဲချီးမွမ်းခြင်းရစ်ကိုသခင်ယေရှုခရစ်အားဖြင့်ဘုရားခင်ရှေ့တော်နဲ့ဘယ်လိုပူဇော်ခိုင်းတာလဲအစင်ပူဇော်ခိုင်းတာခမောင်ကျွန်တော်မကြားရအောင်ဘာလဲအစင်ပူဇော်ခိုင်းတာအာမင်ဟာလေလုယာဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်မတွေဒီအရာကိုဝိညာဉ်တော်ဖွင့်ပြခြင်းအပြင်အစင်ချီးမွမ်းနိုင်တဲ့သူတွေဖြစ်ပါစေအစင်ချီးမွမ်းနိုင်ခြင်းအစင်ပူဇော်နိုင်ခြင်းကတင်ရအမင်္ဂလာတွေကနေမင်္ဂလာကိုပြန်ဖြစ်စေတဲ့အကြောင်းပြန်ဖြစ်လာလိမ့်မယ်ဟာလေလုယာကျွန်တော်လုံးဝအာမခံရတယ်ဒါက revelation ကျွန်တော်ကိုမလာခင်မှာဖျားပေးတဲ့ဟာဖြစ်တယ်ဒီအတွက်ကိုတော့ဘာလို့ရမလဲကျွန်တော်အခုပွဲတွေတော်တော်များသွားတဲ့ခါမှာကျွန်တော်အနေနဲ့
ပြောတတ်တိုင်းပြောတာမဟုတ်ဘဲနဲ့ဖွင့်ပြတဲ့အရာပြောတာအထူးဖြင့်မြန်မာလူမျိုးထက်အင်္ဂလိပ်တွေချားမှာကြတော့အင်္ဂလိပ်တွေကစာရမ်းဖတ်တဲ့အဖွဲ့တွေရှောက်ပြောလို့မရပြန်ဘူးခင်ဗျသူတို့အရန်ကြည့်တယ်ပြီးရင်အရန်ထောက်တတ်တယ်သူတို့စာတွေအရန်ဖတ်တယ်ဆိုတော့ကိုတော့သူတို့လောက်လဲကျွန်တော်စာမဖတ်နိုင်ဘူးကိုတော့ဒါပေမဲ့သူတို့ရဲ့အတ္တတာမှာမသိတာက revelation သူတို့မသိဘူးအဲ့ revelation နဲ့တော့ဖော်ပြပေးပါ revelation နဲ့တွားတဲ့ခါမှာဂျေဇုတော်ကြောင့်ကျွန်တော်လူဖြူတွေကြားထဲမှာအခုစတင်ပြီးတော့အတုံးခိုင်လာရတဲ့သူဖြစ်လာပါတယ်ဂျေဇုတော်ကြောင့်ဆိုတော့ဒီနေ့မှာလည်းဖခင်ဖော်ပြတဲ့အတိုင်းပဲကျွန်တော်ကပြောတယ်ဒီအရာကဓမ္မရစ်ကိုပူဇော်ဓမ္မရစ်ကဘာလဲဆိုတဲ့အခါမှာတဲ့နှုတ်ခမ်းအတီးတီးဟူသောချီးမွမ်းခြင်းရစ်တဲ့ဓမ္မရစ်ကဘာလဲခင်ဗျာတင်းကိုဖခင်အများကြီးဘာမလုပ်ခိုင်းဘူးချီးမွမ်းခြင်းရစ်ပဲပူဇော်ခိုင်းနေတာဟာလေလုယာဓမ္မရစ်ဆိုပါလေချီးမွမ်းခြင်းရစ်အဲ့ဒီနေရာမှာနှုတ်ခမ်းတီးတီးဆိုတာတချင်းဆိုလိုက်ယုံမဲလားမဟုတ်ပါဘူးညီကိုမောင်မတို့အဲ့ဒါကို Greek လို့တွားရင်နှုတ်ခမ်းအတီးတီးတော့ချီးမွမ်းခြင်းရစ်ကို Greek လို့တွားတဲ့အခါမှာ homolegio လို့အတန်ထွက်တယ် HOMOLOGEO သူရဲ့အတန်ထွက်ကတော့ homolegio လို့အတန်ထွက်တယ်နှုတ်ခမ်းအတီးတီးတော့ချီးမွမ်းခြင်းရစ်တယ်အဲ့ဒီ homolegio ဆိုတဲ့စကားလုံးကိုလေ့လာတဲ့အခါမှာ to confess and declare Amen to confess and declare ဆိုဘာကိုကျွန်တော်တို့ကဝန်ခံရမှာလဲကိုယ့်ရဲ့ဖြစ်ခြင်းတွေဝန်ခံခိုင်းတာမဟုတ်ဘဲနဲ့ယေရှုခရစ်တော်အပြင်ကိုယ့်ရဲ့ဖြစ်ခြင်းအမှန်ကိုဝန်ခံခိုင်းတာဖြစ်တယ်လက်ရှိဖြစ်တဲ့အခြေအနေကအစဉ်ပြေရှင်မပြေလိမ့်မယ်လက်ရှိဖြစ်တဲ့အခြေအနေကကောင်းချင်မှကောင်းလိမ့်မယ်ဒါမဲ့သင်ယေရှုခရစ်တော်အပြင်ငါသည်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိဖြစ်တယ်ယေရှုခရစ်တော်အပြင်ငါသည်ထိုက်တန်တော်သူဖြစ်တယ်ဥမာဆိုပါစို့သင်ငွေရေးကြေးနဲ့ဆိုင်တဲ့နေရာမှာနည်းနည်းလေးအဆင်မပြေမှုရှုံတွေ့နေတယ်ဒါပေမဲ့သင် homolegio ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့မင်းအဲ့ဒီအရာကိုမမြင်မတွေ့မချင်းထက်ခါဝန်ခံတတ်တော်သူဖြစ်ရမယ်တဲ့အာမင် homolegio ဆိုတာဘာလဲသင်ရတတ်တာထဲမှာ to confess until you see it you have to confess it and you have to declare itယေဘရဟိရဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိကိုဖျားပေးထားတဲ့အခွင့်အာဏာတကိုးနဲ့အတူတာဝန်ကဘာလဲဆိုတော့ဓမ္မရစ်ကိုပူဇော်ရမယ်အဲ့ဒီဓမ္မရစ်ကဘာလဲနှုတ်ခမ်းတီးတီးဟူသောချီးမွမ်းခြင်းရစ်ကိုပူဇော်ရတယ်အဲ့ဒီချီးမွမ်းခြင်းရစ်ကဘာလို့ပြောလာတဲ့ခါမှာတင်းရဲ့အစဉ်ပြေခြင်းမပြေခြင်းမဟုတ်ဘဲနဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုတင်ရဝန်ခံရတဲ့သူဖြစ်နေတာအဲ့ဒါခံစားချက်နဲ့မဆိုင်တော့ come onချီးမွမ်းခြင်းရစ်လို့ပြောလိုက်ခံစားချက်နဲ့မဆိုင်တော့ဘူးခံစားချက်တွေရှောက်ပြောခိုင်းတာမဟုတ်ဘူးဖျားစကားကိုတင်းဝန်ခံခိုင်းတော့တာဖျားကအာမင်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိရဲ့အလောက်ကခံစားချက်တွေတွားပြီးတော့မှရစ်ပလင်ရှိမှတွားလှုပ်လို့မရအောင်ခံစားချက်နဲ့တွားပြီးတော့မှအသက်ရှင်လို့မရတော့ဘာနဲ့သက်ရှင်ရလဲဖခင်ရဲ့စကားအတိုင်း declare လုပ်ရတာ confess လုပ်ရတာအဲ့ဒီပေါ်မှာတင်းရဲ့အမင်္ဂလာအလုံးမင်္ဂလာပြန်ဖြစ်အောင်ဖခင်ပြောင်းလဲပေးတယ် hallelujah ဒါဒီမှာရှိတဲ့ညီကောင်မောင်မတွေအားလုံးကျွန်တော်အားပေးခြင်းတယ်ဒီနေ့သင်ဘယ်သူလဲသင်သိပါသင်ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိဒါဆိုယေဘရဟိအလောက်ကပါလေရစ်ပူဆိုရတယ်ဖယားသခင်ဒီဓမ္မသစ်မှာတောင်းတဲ့ရစ်ကဘာရစ်လဲဓမ္မရစ်ပြောချင်ဘာရစ်ဒါဆိုဓမ္မရစ်ကဘာလဲလို့ကြည့်တဲ့အခါမှာဖယားဖော်ပြတယ်ထပ်ပြီးတော့မှအဲ့ဒါကနှုတ်ခမ်းအတီးတီးဟူတော့ပါလေချီးမွမ်းခြင်းရစ်ဒါနားလည်အောင်ကျွန်တော်ပြောပြမယ်သင်ဝန်ခံခြင်းမှန်တဲ့ပုံမှာသင်အယံမင်္ဂလာရှိတယ်ဘာလို့လဲယေရှုကြောင့်သင်ကဝန်ခံတတ်ဖို့ပဲအရေးကြီးတော့တယ်သင်လှုပ်ရှားမလို့ယေရှုအကုန်လုပ်ပေးပြီသားမဆရာရှင်းပြမောရှေကြောက်ကိုတုံးနဲ့ရိုက်တဲ့ခါမှာရေထွက်တယ်ပထမအနေနဲ့
ဘာပုံဆောင်လဲကြောက်ကိုဒုံနဲ့ရိုက်တဲ့ခါမှာရေထွက်လာတယ်ဘာပုံဆောင်လဲယေရှုခရစ်တော်လက်ဝါးကတ်တိုင်ပေါ်မှာကျွန်တော်တို့အသေးခံတယ်ရေထွက်လာတယ်ထာဝရအသက် hallelujah တို့တောက်သုံးခွင့်ရတယ် amen very good သွေးပဲထွက်တာမဟုတ်သွေးနဲ့ရေတော်တယ်အသွေးတွန်းခြင်းအဖြစ်အပြစ်လွတ်ခြင်းကျေးဇူးရသွားတယ်ကြောက်ကိုတုံးနဲ့ရိုက်တယ်ရေထွက်လာတဲ့ခါမှာရေတောက်ရတဲ့ကဲ့သို့ယေရှုခရစ်တော်အပြင်ငါပေးသောရေသည်ထိုသူနဲ့ထာဝရအသက်ရှင်ခြင်းလုံကထွက်တော်စမ်းရည်ဖြစ်လိမ့်မယ်ရေတောက်တဲ့ခွင့်ကိုဖျားခင်ပြင်ဆင်ပေးတယ်ဒါပေမဲ့ဒုတိယကြိမ်ကြောက်ကိုမရိုက်ခိုင်းတော့ဘာလို့လဲယေရှုဒုတိယကြိမ်အသေးခံစားကြောင်းမရှိလို့ come on ဒါပေမဲ့အဲ့ဒီကြောက်ကိုစကားပြောတဲ့အပေါ်မှာ come on အဲ့ဒီကြောက်ကိုစကားပြောတာနဲ့အဲ့ကြောက်တွေကရေထွက်တဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးတယ်ဒီနေ့သင်ကိုဘုရားခင်အဲ့ဒီကြောက်တည်သောခရစ်တော်ထဲကနေမင်္ဂလာတွေအားလုံးကိုစီးထွက်ပိုင်ခွင့်ဘုရားကပေးထားပြီးသားဘာအဖြစ်လဲဆိုတော့သင်ရဲ့နှုတ်ခမ်းတည်ဟူသောချီးမွမ်းခြင်းရှေ့အဖြစ်သင်ရဲ့ထက်တာတက်တာထဲမှာ whatever you need my God shall supply all your needs according to his riches and glory through Christ Jesus amen အားလုံးခဏမတက်ထားအောင်ညီကောင်မောင်မတို့ဒါဒီမှာရှိတဲ့ညီကောင်မောင်မတွေအားလုံးကြောင့်အားပေးခြင်းဒီနေ့အစပြီးတော့မှဟောမလေကိုဆိုတာဟလာတချင်းဆိုယုံမဲမဟုတ်ဘူးညီကောင်မောင်မတို့တင်းရဲ့ခံစားချက်တွေကိုဘေးဖယ်ပြီးတော့မှတင်းရဲ့လက်ရှိအခြေအနေဖြစ်ပျက်နေတဲ့အခြေအနေငွေကြေးပြဿနာလားအိမ်တော်ရေးပြဿနာလားချမ်းသာရေးပြဿနာခြိုက်တဲ့ပြဿနာလားပါစေအဲ့ဒီခံစားချက်တွေကိုသင်မကြည့်ပဲနဲ့သင်ဘာကိုကြည့်ရမှာလဲဆိုတော့ငါဖယားကငါကိုဖြစ်စေတာဒါဖြစ်တယ်လက်ရှိချိန်တွေကငါ့ကိုလက်စားနေတဲ့ဟာဖြစ်တယ် temporary circumstances အဲ့တော့ငါဝန်ခံစရာဘာအကြောင်းမှမရှိဘူး what I have to do is I will declareငါစတင်လို့ကြွေးကြော်မယ်ငါစတင်လို့ဝန်ခံမယ်ဒီယုံကြည်ခြင်းနဲ့ခံစားချက်မပါပဲဝန်ခံတတ်လာရင်ဒီအချင်းတွေအားလုံးကအယိုးတွေကတွေးချောက်တဲ့အယိုးတွေကအသားပြဖြစ်ပြီးဘိုးချေဖြစ်ခဲ့တော့ဒီရဲ့နောက်ကနေချင်းမချင်းကအာမင်္ဂလာအားလုံးမင်္ဂလာပြန်ပြတဲ့ခွင့်ပြခဲ့ပြင်ဆင်ပေးပါဖြစ် hallelujah hallelujah ဘယ်သူမှတော့ပြောစရာအကြောင်းမရှိတဲ့ခံစားချက်တွေတင်းရဲ့ပြဿနာတွေတင်းရဲ့ခက်ခဲတဲ့ဘယ်သူမှပြောစရာအကြောင်းမရှိဘူးရှောက်ကိုပြောတတ်ဖို့လိုတယ်ရှောက်ကိုပြောတတ်ဖို့လိုတယ်ရှောက်တည်သောခရစ်တော်ကိုယေရှုအပြင်ကျွန်တော်ဟာမင်္ဂလာရှိတယ်ယေရှုအပြင်ထိုက်တန်တော်သူဖြစ်တယ်ယေရှုအပြင်အောင်မြင်တော်သူဖြစ်တယ်ယေရှုအပြင်ချမ်းသာတော်သူဖြစ်တယ်သင်ဝန်ခံတတ်လာရင်ဘယ်လိုဝန်ခံမှာလဲအစဉ်ပြောကြအစဉ်ပြောကြအစဉ်ကျွန်တော်အာမခံတဲ့ညီကောင်မောင်မတို့ဟိုတလောကကျွန်တော်အမေဒုတိယကြိမ်ပြုတ်ကြပြီးတော့မှတင်ပစုံရိုး3ခုကျိုးသွားတယ်အသက်ကြီးသူတွေအဲ့လိုဖြစ်ပြီးသွားရင်အဲ့ဒီအဲ့ရမှာပဲဆုံးသွားတာများတယ်လို့ပြောကြတယ်ခင်ဗျဆရာဝန်ကိုယ်တိုင်ကဒါပေမဲ့ကျွန်တော်လက်မခံဘူးလားကျွန်တော်လက်မခံသင်လက်ခံလို့လည်းရပါတယ်သဘောတူလိုက်လို့လည်းရပါတယ်သင်ဘာသဘောတူမှာလဲနှုတ်ဘက်တော့ကျွန်တော်သဘောတူမယ်ပြောချင်အောင်ဘာသဘောတူမလဲခင်ဗျသင်ပြောမှခံစားချက်ဖို့သင်ပြောမှသင်နှုတ်ကထွက်မှနှုတ်ဘက်တော့တယ်သင်နှုတ်ကထွက်မှပါလဲသင်တော့ထွက်မှပါလဲဆိုကျွန်တော်အမေကတမနတ်မှာကြည့်တဲ့ကလေးတွေကငိုပြီးတော့ထွက်လာတယ်ဘာဖြစ်လို့လဲမင်းတို့ဘာဖြစ်တယ်ကျွန်တော် breakfast စားနေတာအခန်းထဲငိုပြီးတော့ထွက်လာတော့မင်းတို့ဘာဖြစ်တာလဲအဖွာရောင်နေပြီတဲ့ဘလို့ရောင်တာလဲသူအဲ့လိုရောင်တာမို့မျက်လုံးကြီးပြူးတော့မှငါ့ကိုလာခေါ်နေပြီငါ့ကိုလာခေါ်နေငါသွားတော့မယ်လို့ပြောနေတယ်တဲ့ကျွန်တော်ချက်ချင်းကျွန်တော်ကခေါ်ကနေချက်ချင်းထားတယ်အခန်းထဲကျွန်တော်သွားတယ်စတင်လို့ကျွန်တော်ကြွေးကြော်တယ်စတင်လို့ကျွန်တော်ကြွေးကြော်တယ်စတင်လို့ declare လုပ်တယ်အယိုးတွေကိုတော့6တွေ့တဲ့အယိုးတွေကိုပိုးချဖြစ်စေတယ်ဘုရား
ဒီမိခင်ကြီးအယိုးတွေအသားတွေချင်းစီတွေအထဲမှာရှိတယ်ကလီစာတွေအားလုံးကိုဘဂတိအမင်္ဂလာ turn around blessing ပြန်ဖြစ်စေတဲ့ဖခင်ကကိုတော်ဖြစ်တဲ့အတွက်ယေရှုတော်ချီးမွမ်းတယ်ကိုတော်ယေကိုစပည့်ဖြစ်စေတဲ့ဖခင်ယေကိုစပည့်ဖြစ်စေတဲ့ဖခင်ဒီအချင်းတွေကိုအမင်္ဂလာနဲ့မင်္ဂလာဖြစ်စေတဲ့ဖခင်ကိုတော်ပဲဖြစ်တယ်စတင်လို့ချီးမွမ်းတဲ့အခါမှာတရပိတိအသားရည်ပြန်ပြောင်းလာတယ်ဟောအမြင့်တွေပြန်ပြောင်းလာတယ်မျက်လုံးတွေပြန်ပြောင်းလာတယ်စတင်နှုတ်ကချီးမွမ်းတဲ့စကားတွေပြန်ထွက်လာတယ်ငါသားတရားစကားတွေငါပြန်နားထောင်ချင်ပြီတခြင်းတွေနားထောင်ချင်ပြီအဲ့ဒီချိန်တော့တခြင်းနားထောင်ခိုင်းရင် तू ကပိတ်လိုက်ငါနားကြီးတယ်ရှာနားလေသွားပြီအဲ့ဒီအချင်းတွေကိုပြောင်းလဲစေတာက declare လုပ်ခြင်းဘာလို့ declare လဲဖခင်ရဲ့စကားကိုသင်မပြောရင်ဘာသူပြောမှာလဲဒီမှာလောကစကားကြီးပဲဖခင်စကားကိုစတင်သင်ဝန်ခိုင်းအချင်းတွေဘလောက်ပဲမကောင်းပါစေအဲ့ဒီအချင်းတွေထပ်မှာဖခင်စကားရှိတယ်အဲ့ဒီဖခင်စကားကိုသင်ပြောဖို့ဖခင်သင်ကိုနှုတ်ခါတီတီဟူသောရှစ်ကိုပူဇော်ဖို့ဖခင်ခါအားထားတယ် hallelujah hallelujah ဟေရာပါစေတဲ့ခေါ်ဖို့ရှိတဲ့ကယင်းမြတ်စပါမှာအချင်းတွေကိုလိုက်ပြောတဲ့သူမဖြစ်ပါစေနဲ့အခက်ခဲတွေကိုလိုက်ပြီးတော့မှသဘောတူပေးတဲ့သူမဖြစ်ပါစေနဲ့ငါမကောင်းငါမချမ်းသာဘူးဆိုတဲ့အချင်းတွေကိုကြည့်ပြီးတော့လိုက်ပြောတဲ့သူမဖြစ်ပါစေနဲ့ဖခင်ရဲ့စကားကိုပဲသင်နှုတ်ကနေပြီးတော့ပြောခွင့်ပြုလိုက်စမ်းပါပြောခွင့်ပြုလိုက်စမ်းပါဒီအချင်းတွေအားလုံးထူးခြားပြောင်းလဲလာလိမ့်မယ်ဆရာဘာပြောချင်ပါလဲ